အားလုံးမင်္ဂလာပါ BHC ဘာမီဟဲစင်တာကိုကြိုဆိုပါရစေ။အခုကတော့တရုတ်ပြည်ကွမ်ကျုံမြို့မှာကျင်းပတဲ့ China International Health Fair ကိုရောက်ရှိနေတာဖြစ်ပါတယ်။ပွဲကတော့ကုလပိုင်းနှစ်3 4ပေါ့2ရက်3ရက်4ရက်ပေါ့3ရက်မြောက်3ရက်ကျင်းပတာပေါ့။အဲမှာကျွန်တော်အနေနဲ့ဒီသတင်းပြပွဲမှာတော့ရောက်ပြီးလေ့လာခြင်းဖြစ်ပါတယ်